အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မေဖြစ်ပါတယ်အမက New Vision Art and Science Institute ရဲ့ founder တူပါအခုလက်တလောအမကပါလင်မျိုးဂျာမနီနိုင်ငံမှာရောက်ရှိနေရပဲဖြစ်ပါတယ်လက်တလောပေါ့နော်လောလ University of Europe for Applied Science UE ကနေနာ Bachelor Degree ပေါ့နော် Digital Business and Data Science Major နဲ့အမကbachelor ရထားပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီ UE ပေါ့နော် UE ကိုကျောင်းတက်ဖို့ရွေးကြတဲ့ညီကိုမောင်နှမတွေအတွက်ဘာတွေလုပ်ရမလဲပြီးတော့ကျောင်းကဘယ်လိုမျိုးကျောင်းမျိုးဖြစ်တယ်ဆိုတာကိုအမကရှင်းပြသွားမှာပဲဖြစ်ပါတယ် UE ဆိုတာနဲ့ချုပ်ကဒီကျောင်းသားပေါ့နော်ကျောင်းသားတွေက UE ဆိုရင်သူကရွေးတဲ့ subject ပေါ့နော်ရွေးတဲ့ subject က Art and Design ရှိမယ်ဒီ Computer Science ရှိမယ်ဆိုတော့ဒီ Art and Science နဲ့ Computer Science ပုံမှန်မူတည်ပြီးတော့မှ campus တွေ꿰ပါတယ်အမကပထမဦးဆုံးပေါ့နော် UE ကိုစပြီးတော့စလျှောက်တဲ့ချိန်မှာ entrepreneurship နဲ့အမစလျှောက်လိုက်တယ်စလျှောက်လိုက်ပြီးတော့မှအမ data science ဘက်ကိုပြောင်းလိုက်တာပေါ့နော်ဆို entrepreneurship နဲ့လျှောက်တဲ့ချိန်မှာအမကဒီ Berlin campus မှာတင်ရမယ်ပေါ့နော်သူက art and design နဲ့ business က Berlin campus ရှိမယ်ပြီးတော့ computer science သမားတွေအတွက်ကကြတော့ဒီ Potsdam campus ပေါ့နော် Potsdam campus မှာရှိပါတယ်ဆိုတော့ Berlin နဲ့ Potsdam နဲ့ကအရင်တော့မဝေးဘူးအမနေတာက Berlin မှာနေတယ်ဘာလင်မာနေရဒါပေမဲ့ကျောင်းသွားတက်မယ်ဆိုလို့ရှိရင်တော့တနာရီနဲ့45မိနစ်လောက်ယထာစီးသွားရတယ်ပေါ့နော်အသွားတစ်ကြောင်းနဲ့ဆိုတော့ပြန်ရင်လည်းတနာရီနဲ့45မိနစ်လောက်ယထာစီးပြီးပြန်လာရတာပေါ့နော်ဆိုတော့ UE မှာတက်မယ်ဆိုရင်အမကြိုပြီးတော့ပြောချင်တာကတော့ UE ကကြတော့ဒီ private university ပေါ့နော် private university တခုဖြစ်ပါတယ်ပြီးတော့သူရဲ့facility ကောင်းတယ်ပြီးတော့ဆရာတွေပေါ့နော်ဆရာတွေ professor တွေကလည်းအရန် supportive ဖြစ်တယ်ပြီးရင်နောက်တစ်ခု community လည်းအရန်ကောင်းပါတယ်ဒီ UE ကိုကျောင်းလာတက်တဲ့ကျောင်းသားတွေမှန်သမျှကသူတို့ကဘယ်လိုမျိုးကျောင်းသားတွေကိုဘယ်လို welcome လုပ်ရမလဲပြီးတော့ကျောင်းသားတွေအတွက်ဘယ်လိုမျိုးအဆင်ပြေအောင်လုပ်ပေးမလဲဆိုတော့သူတို့ plan တွေရှိရပေါ့နော်ဆိုတော့ okay ဆိုတော့အမကျောင်းဘယ်လိုရှောက်ဖြစ်လဲပေါ့နော်ရှောက်ဖြစ်လဲဆိုတော့အမအရင်ဆုံးစပြောပါမယ်ဒီနိုင်ငံရေးကိစ္စတွေဖြစ်တဲ့အချိန်ကျတော့အမကဒီကျောင်းနိုင်ငံခြားမှာကျောင်းသွားတက်ဖို့အမစပြီးတော့မှ plan လုပ်တယ် plan လုပ်ပြီးတော့မှ IELTS ကိုဖြေတယ် IELTS မဟုတ်ဘူးDuolingo ပေါ့နော် Duolingo အမဖြေခဲ့တယ်ဖြေပြီးတော့မှဒီ Duolingo အမှတ်နဲ့အမ University of Europe for Applied Science မှာကျောင်းစလျှောက်ခဲ့တယ်ပေါ့နော်ကျောင်းစလျှောက်ခဲ့ပြီးတော့ကျောင်းကအမ Berlin campus ပေါ့နော် entrepreneurship နဲ့ဒီ admission letter ကျလာတယ်ဒါပေမဲ့အမဒီဘာလင်မြို့ကိုပြန်ရောက်တော့ဘာလင်မြို့ကိုရောက်တော့မှပဲအမကဒီ major ပြန်ချိန်လိုက်တာပေါ့နော်ဒီ professor ကိုမေးပို့ပြီးတော့မှသူတို့စီကလက်မှတ်ပေါ့နော်ဆိုင်လက်မှတ်ကိုယူပြီးတော့မှပဲအမက Potsdam campus ဒီ computer science ဘက်ကိုအမကချိန်လိုက်တယ်ချိန်လိုက်တော့ဘာလင်းစားရောက်တော့ကအမတို့ကဒီ Potsdam campus အတွက်ကအမရဲ့ကောင်မလေးတစ်ယောက်ရပေါ့နော်နှစ်ယောက်ကဒီ Potsdam campus မှာမြန်မာပထမဆုံးမြန်မာ2ယောက်ပေါ့နော်မြန်မာပထမဆုံးpioneer လို့ပဲပြောမှာပေါ့နော်ဆိုတော့ဆက်စတင်ရောက်တဲ့လူတွေဖြစ်ခဲ့တော့အမတို့ဘာလုပ်ရမှန်းမသိဘူးပေါ့နော်ကျောင်းစလျှောက်ပြီးဆိုလို့ရှိရင်ဘာတွေလိုအပ်လဲပြီးတော့ဘာတွေလုပ်ရမလဲဆိုတာအမမသိတော့ပထမဦးဆုံးရောက်ချင်းကျောင်းသွားတက်လို့မရအောင်ကျောင်းသွားတက်လို့မရအောင်ဘာကြောင့်လဲဆိုတော့အမတို့ Hey Insurance မရှိသေးလို့ပေါ့နော်ဒါပေမဲ့ Hey Insurance ကလည်းဒီ bank account လုပ်ပြီးတော့မှပဲ Hey Insurance ဖွင့်လို့ရမယ်ပေါ့နော် Hey Insurance account ဖွင့်လို့ရမယ်ပြဿနာကဘာပြဿနာတက်လဲဆိုတော့ဒီအမေတော်ပေါ့နော်မြန်မာလိုပြောမယ်ဆိုတော့တကောင်စင်းကိုနေထိုင်တဲ့နေရာကတကောင်စင်းမကြမချင်းဘဏ်ကောင်းဖွင့်လို့မရအောင်ဘဏ်ကောင်းဖွင့်လို့မရရင် Hey Insurance ဖွင့်လို့မရဘူးပြီးရင် Hey Insurance မရှိဘူးဆိုလို့ရှိရင်ကျောင်းမှာ campus ပေါ့နော်ကျောင်း campus တက်လို့မရဘူးအဲဆိုတော့ online ကနေလေ့လာခဲ့ရတယ် online ကနေတစ်ပတ်နှစ်ပတ်လောက်ပေါ့နော်တစ်ပတ်နှစ်ပတ်လောက်ကိုလေ့လာခဲ့ရတယ်ပြီးတော့ကျောင်းကသူက bank account ရသွားပြီ insurance ရသွားပြီဆိုရင်ကျောင်းကသူက semester ticket လေးထုတ်ပေးတယ်ဆိုတော့ semester ticket လေးကပ
ပုံမှန်အားဖြင့်တော့ Berlin ပေါ့နော်ဒီ ticket တွေပုံမှန် Berlin ticket ဆိုရင်သူက zone A နဲ့ zone B ရှိရပေါ့နော်ဆိုတော့ Boston ticket ကကြတော့သူက zone C ထိပါတယ်ဆိုတော့အမားတို့ကဒီကျောင်းကိုကျောင်းထိပေါ့နော်ကျောင်းထိအမားတို့အသုံးပြုလို့ရတဲ့အဲ့ ticket လေးကအဲ့အတွက်ကိုအမားတို့250လားမသိဘူးထပ်ပြီးရတယ်ပေါ့နော်အဲ့ semester ticket အတွက်ကိုကျောင်းက UE อ่ะပေါ့နော်ပုံမှန်အားဖြင့်တော့သူက online နဲ့ on campus နှစ်ခုရှိတယ် online တက်ချင်လဲတက်လို့ရတယ် on campus တက်ချင်လဲတက်လို့ရတယ်ပြီးသွားရင်နောက်ဆရာတွေကကျောင်းတက်ပြီဆိုလို့ရှိရင်အမြဲတမ်းဒီ roll call ခေါ်တယ်ဒီ roll call မှာအမြဲတမ်းကိုကဘယ်လိုပြောမလဲကိုယ့်ရဲ့ attendance ပြည့်နေအောင်ကြိုးစားရင်ပို့ပြီးတော့မှသူတို့ဘယ်လိုပြောရမလဲအမှတ်ပေါ့နော်အမှတ်ပေးစီးမြင်းနေစီကန်းနေထဲမှာသူတို့ဝင်နေပေါ့နော်တကယ်လို့မှကိုက roll call တွေမပြည့်ဘူးဆိုလို့ရှိရင်တော့ဆရာတွေကတော့ပြောတယ်ဒီ visa ပြန်ပြီးတော့မှရုပ်သိမ်းမယ်ဘာညာပေါ့နော်အဲ့လိုမျိုးလေးရရှိရပါတော့ဆိုတော့ UE ကိုစာတက်တဲ့အချိန်မှာအမကဒီဟိုပါပေါ့နော် business background ကလာတာဖြစ်တဲ့အတွက်ကြောင့် computer science background ကအမတို့နည်းနည်းတော့အခက်အခဲဖြစ်ခဲ့တယ်လာတက်မဲ့အကြောင်းသူအကြောင်းသားတွေကိုလည်းပေါ့နော်ကိုကဥမာ computer science တက်မယ်ဆိုလို့ရှိရင်အနည်းဆုံးဒီ programming ကို basic လောက်ထိ learning လုပ်ခဲ့ဖို့အမအကြံပေးခြင်းနဲ့ပြီးရင်လည်း UE ကကြတော့အခြားကျောင်းနေနဲ့ compare လုပ်မယ်ဆိုလို့ရှိရင်သူကအကျောင်းသားတွေရောဒီ course တွေပါနော်သူတို့ပေးတဲ့ offer ပေးတဲ့ course တွေကအရန်ကျေပြန့်တာဖြစ်တဲ့အတွက် self study လုပ်မယ်ဆိုရင်တော့မှတော်တော်လေးအချိန်ယူရတယ်ဥမာ programming language ဆိုရင်လည်းအမတို့ဘာသင်လဲဆိုတော့ဒီ HTML သင်တယ် CSS သင်တယ် JavaScript ပြီးသွားရင်နောက်တစ်ခုကကျတော့ Python သင်မယ် SQL သင်မယ်ပြီးသွားရင် Apache big data ပေါ့နော်သူကအများကြီးပဲသင်တယ်ဆိုတော့အမယူလိုက်တဲ့ course ကကြတော့ major ကကြတော့ data science ပေါ့နော်base ဖြစ်တဲ့အတွက် business လည်းပါတယ် law လည်းပါတယ် programming လည်းပါတယ်ပြီးတော့ AI technology လည်းပါတယ် statistics ပါတယ်သင်္ချာပါတယ်ဆိုတော့ဒီ fee ကအရန်ကျတာဖြစ်တဲ့အတွက်ကြောင့်ကိုကဒီကိုယူလိုက်မဲ့ကိုယူမဲ့ course ပေါ့နော်ကိုယူမဲ့ subject ကဘာတွေသိထားဖို့လဲဘာတွေတက်ထားဖို့လဲဆိုတာကအရေးကြီးရပါတော့။ဒါပေမဲ့ဆရာတွေကတော့အရင် supportive ဖြစ်တယ်။ကိုသိကျင်တာတွေသွားမေးလို့ရတယ်။ပြီးသွားရင်နောက်တစ်ခုကကြလို့ရှိရင်ဒီ environment ကလည်းအရင် supportive ဖြစ်တဲ့အတွက်တငယ်ချင်းတွေပါညာရေးဆိုလို့ရှိရင်လည်းရှာရတာလွယ်တယ်။ပြီးရင်အဲ့တငယ်ချင်းတွေကလည်း group project တွေအနေနဲ့တက်ဆင်းလည်းရနိုင်တယ်ပေါ့နော်။ပြီးတော့ UE ကိုစရောက်သွားပြီဆိုရင် Boston campus မှာဆိုလို့ရှိရင် peer leader program ဆိုတာရှိတယ်။ peer leader program ဆိုတာကကြတော့ဒီ junior လေးတွေပေါ့နော်သူစချင်းရောက်တဲ့ဒီကျောင်းသားလေးတွေကို senior ကျောင်းသားတွေကနေလိုက်ပြတဲ့ဥစ္စာပေါ့နော်ဥပမာပြင်တော့ကိုကဘာလင်မှာနေရဆိုလို့ရှိရင်ကျောင်းသားတွေကလည်းဘာလင်မှာဆိုရင်အဲ့ senior ကျောင်းသားကနေjunior ကျောင်းသားတွေခေါ်ပြီးတော့မှဥမာအတူတူပန်းချံမှာသွားပြီးတော့မှ chilling လုပ်တာဖြစ်ပြီးရင်နောက်ဘယ်လိုနေရမယ်ပေါ့နော်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်နေရာမှာပဲဆိုင်နေရှိရယ်ပြီးသွားရင်နောက်တစ်ခါကြာလို့ရှိရင်ဘာလင်ရဲ့ culture ပြီးရင်နောက် museum ဘာညာပေါ့နော်အဲ့လိုမျိုးခေါ်သွားတဲ့ program တွေရှိတယ်အမကိုယ်တိုင်ကလည်း peer leader တယောက်အနေနဲ့အမအကြောင်းမှာအလုပ်လုပ်ခဲ့တယ်6လပေါ့နော်6လအလုပ်လုပ်ခဲ့တယ်ပြီးသွားရင် junior လေးတွေကိုလည်းကူညီပေးခဲ့တယ်ပေါ့နော်ဆိုတော့ UE ကိုစရောက်ပြီဆိုရင်အမကဒီ peer leader program ကို join ဖို့အမကအကြံပေးခြင်းနဲ့Berlin campus ကတော့သူတို့ buddy program လို့ခေါ်တယ်သူတို့က buddy တူတူပါပဲ same ပဲပေါ့နော် junior နဲ့ senior နဲ့ချိန်ပေးရ senior တွေက junior တွေကိုကူညီပေးရဆောင်းလျှောက်ပေးရပေါ့နော်ဆိုတော့ Berlin campus က buddy program ရှိမယ်ပြီးတော့ Boston campus ကကျတော့ peer leader program ရှိရပေါ့နော်အဲ့ဒါလေးကိုစပြီးတော့စ join မှာပြီးသွားရင်ကိုသိကျင်တာလေးရှိရင်မေးပါပြီးရင်တော့မြန်မာအများစုကရှက်တက်တယ်ကြောက်တက်တယ်ပေါ့နော်အမလည်းအရန်ဆချင်းရောက်တော့အရန်ကြောက်တယ်ဘယ်လိုပြောမလဲအင်္ဂလိပ်စကားပြောရမှာပေါ့နော်ကြောက်တယ်ကိုပြောလို့စာမှားမှာလားပြီးသွားရင်သူများတွေကကိုအင်္ဂလိပ်စကားကြီးကမကောင်းဘူးပေါ့နော်အင်္ဂလိပ်စကားပြောတာမကောင်းအမှားကြီးပြောနေရပါညာပေါ့နော်အဲ့လိုမျိုးထင်မှာကြောက်ခဲ့တယ်ဆိုတော့အမအကြံပေးချင်တာကကိုကဒီ Euro country တခုမှရောက်နေတာဖြစ်တဲ့အတွက်အင်္ဂလိပ်စကားပြောကမှန်စရာမလိုဘူးသူပြောတဲ့စကားကိုနားလေတလို့
ကိုပြောတဲ့စကားသူနားလဲတယ်ဆိုရင်ရပြီပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မရှက်ပါနဲ့မကြောက်ပါနဲ့ပြီးတော့နောက်တစ်ခုကကျတော့ Europe country ဖြစ်တာဖြစ်တော့အင်္ဂလိပ်စကားကအဲ့လောက်ထိကောင်းနေဖို့မလိုဘူးပေါ့နော်ကောင်းနေဖို့မလိုဘူးမေတူခေါ်ပြောနားလည်နေတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ကျောင်း project တွေကိုလုပ်ရင်းနဲ့ပဲတငယ်ချင်းတွေရလာတယ်တငယ်ချင်းတွေရလာပြီးတော့မှကိုယ့်ရဲ့ပေါ့နော်တည်ကျင်တာလေးမေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုတည်ကျင်တဲ့ဥစ္စာကိုယ့်ရဲ့တငယ်ချင်းတွေကမကူညီနိုင်ဘူးဒါမှမဟုတ်လို့ရှိရင် peer leader တွေကမဖြစ်နိုင်ဘူးဆိုလို့ရှိရင်ကျောင်းရဲ့ student service ပေါ့နော် student service ကိုမေးပို့ပြီးတော့မှမေးတာဖြစ်ဖြစ်ဒီကျောင်းရဲ့ reception မှာသွားပြီးတော့မေးတာဖြစ်ဖြစ်သွားမေးလို့ရတယ်ပေါ့နော်အဲ့ဒါပြီးသွားတော့ဒီကျောင်းကိုရောက်လာပြီးတော့ဒီ maybe တလား2လလောက်ပေါ့နော်2လလောက်ကြာတော့သူတို့ resident permit လုပ်ပေးရပေါ့နော်ကျောင်းကနေနာပဲ resident permit လုပ်ပေးပါတယ်ကျောင်းကမေးပို့လိမ့်မယ်ကျောင်း university မေးပေါ့နော်ကျောင်း university မေးကိုအမြဲတမ်း check ပါနော်ဆိုတော့ကျောင်း university မေးကနေနာ resident permit လုပ်မဲ့လူတွေဘာတွေလိုအပ်ပါတယ်ဘယ်နေ့နောက်ဆုံးထားပြီးတော့ဘယ် title နဲ့ပို့ပေးပါဆိုပြီးတော့မှသူတို့ဘက်ကနေနာကျောင်းသားတွေကိုမေးပို့လိမ့်မယ်အဲ့ချိန်ကြလို့ရှိရင်ကိုကအဲ့အချိန်အတွင်းမှီအောင်လုပ်ပေးပါပေါ့နော်မှီအောင်လုပ်ပေးပါသူ resident permit လုပ်ပေးလိမ့်မယ်resident permit က3နှစ်စာပေါ့နော်3နှစ်စာ resident permit ရမယ်ပြီးရင်ကျောင်းမှာပေါ့နော် UE မှာကGerman class ပေါ့နော် German class register လုပ်လို့ရပါတယ်သူတို့တစ်ပတ်ကို1ရက်လား2ရက်လားမသိဘူး German စာတင်ပေးရဆိုတော့အဲ့မှာလဲ German စာ learning လုပ်လို့ရတယ်ပြီးရင်နောက် UE ရဲ့ exam system ပေါ့နော် UE ရဲ့ exam system ကကြတော့သူကvoice flow နဲ့ဖြေရတယ်ပေါ့နော် voice flow နဲ့ဖြေရတယ်တချို့သော exam တွေကကြတော့ open book system ဖြစ်ပြီးတချို့သော exam တွေကြတော့close book system ဖြစ်ပါတယ် open book ဆိုလို့ရှိရင်တော့ကိုကဒီကျောင်းကပေးထားတယ်ပေါ့နော် documents တွေကိုupload လုပ်ပြီးတော့မှကိုကပြန်ကြည့်လို့ရတယ်close book ဆိုလို့ရှိရင်တော့ဘာမှကြည့်လို့မရပြီးနောက်တစ်ခုကကျတော့ presentation ပေါ့နော် presentation လုပ်ရတယ် jury ထိုင်တဲ့ပုံစံမျိုးပေါ့နော်အထူးသဖြင့်တော့ programming နဲ့ပတ်သက်တဲ့ subject တွေအဲ့ subject တွေဆိုရင်နောက်ဆုံးမှာ project အကြီးပေးလိုက်တယ်အဲ့ group project အလိုက်ကိုက present လုပ်ရတယ်ပြီးရင် research ဆိုလို့ရှိရင်လည်းဒီ research လုပ်မဲ့ group ရှိမယ်ပြီးရင်အဲ့ research ကိုမှပဲ move book တွေနဲ့ပြရပါတော့ research book တွေနဲ့ပြရတဲ့ presentation တွေလုပ်ရတယ်ဆိုတော့ဒါတွေကတော့သူတို့ကျောင်းရဲ့ပေါ့နော်ကျောင်းရဲ့ exam system တွေပဲဖြစ်ပါတယ်ပြီးတော့နောက်ပြောစရာရှိတာကကြတော့ဒီ final year ပေါ့နော် final year ရောက်သွားပြီဆိုလို့ရှိရင်ကိုကmaybe 5th semester ပေါ့နော် 5th semester ရောက်ပြီဆိုတာနဲ့ကိုမှရွေးချယ်ပိုင်ခွင့်ရှိတယ်ကိုက transfer program နဲ့ပေါ့နော်အခြားကျောင်းအခြားနိုင်ငံမှာ transfer program နဲ့6လပေါ့နော်6လ1 semester သွားတက်မလားဒါမှမဟုတ် internship 6လလုပ်မလားပေါ့နော်ဆိုတော့ရွေးပိုင်ခွင့်ရှိပါတယ်အမကတော့ internship ပဲလုပ်ခဲ့ပေါ့နော် internship 6လလုပ်ခဲ့တယ်transfer program ကိုတော့မရွေးခဲ့ဘူးကိုက explore လုပ်ချင်တယ်ဆိုလို့ရှိရင်တော့transfer program ကိုရွေးလို့ရတယ်ဆိုတော့အဲ့ internship လုပ်ပြီးသွားတာနဲ့နောက်6 semester ပေါ့နော် final semester လေးရောက်တော့သူက thesis ရေးရတယ်ဆိုတော့တကယ်လို့မှကိုကဒီ 5th semester မှာ internship မရခဲ့ဘူးပေါ့နော်ကိုက internship ရွေးထားတယ်ဒါပေမဲ့အလုံးမရခဲ့ဘူးဆိုလို့ရှိရင်ကိုက semester break ကိုbreak ယူပြီးသွားတော့မှနောက် semester မှာinternship နဲ့ thesis နဲ့ပေါ့နော်နှစ်ခုတွဲပြီးတော့တွဲလုပ်လို့လည်းရပါတယ်ပြီးတော့အဲ့ thesis ပြီးသွားလို့ရှိရင်တော့bachelor ရပြီပေါ့နော်သူတို့ဘက်က certificate ထုတ်ပေးတယ်ဆိုတော့ certificate ထုတ်တဲ့အချိန်မှာဒီကျောင်းပေါ့နော် student resident permit ကလည်းကုန်တလောက်ရှိသွားပြီပေါ့နော်ကုန်တလောက်ရှိသွားပြီဆိုကျောင်းကနေနာ job seeking visa ရှာဖို့အတွက်ကို job seeking visa appointment လုပ်ဖို့အတွက်ကိုသူတို့ mail တွေပို့တယ်ပြီးတော့နောက်တစ်ခုကကျတော့ meeting တွေလုပ်ပေးတယ် events တွေလုပ်ပေးတယ်ဆိုတော့ကိုကအဲ့ဒီထဲမှာဝင်ပြီးတော့မှ events တွေ join ပြီးရင် mail ပို့ကိုသိချင်တာတွေမေးပေါ့နော်အဲ့လိုမေးပြီးတော့မှကိုဘယ်လိုမျိုး resident job seeking visa ဘယ်လိုရှောင်မလဲဆိုတာမေးလို့ရတယ်ဆိုတော့အမကကြတော့ Boston campus မှာကျောင်းတက်ပြီးတော့မှနေတာဘာလီမှာဖြစ်တဲ့အတွက်သူတို့ဘက်ကမလုပ်ပေးဘူးပေါ့နော်မလုပ်ပေးဘူးကိုက Boston campus ကကိုက Boston မှာနေတဲ့ campus ကလည်း Boston မှာပဲဆိုလို့ရှိရင်တော့သူတို့လုပ်ပေးပါတယ်
နော်ဆိုတော့ job seeking visa ကတော့18လပေါ့နော်18လရမယ်ဒီကြားထဲမှာအလုပ်ရတယ်ဆိုလို့ရှိရင်เนาะအလုပ်ရှင်ပေါ့နော်အလုပ်ရှင်ပေါ်မှာမူတည်ပြီးတော့မှကိုက visa extend လုပ်လို့ရပါတယ်နောက်တစ်ခု exam မှတ်တွေကိုဘယ်လိုကြည့်မလဲပေါ့နော် exam မှတ်တွေဘယ်လိုကြည့်မလဲဆိုတော့အမတို့ online campus မှာ exam မှတ်တွေကြည့်လို့ရတယ်ပြီးတော့ရင်သူတို့ရဲ့ UE ရဲ့ app တစ်ခုရှိရပါတော့သူတို့ UE ဆိုတဲ့ app ရှိပါတယ်အဲ့ app ကကြတော့ဘယ်အချိန်တက်ရမယ်တိုက်တွေပဲပြရတယ်ပြီးတော့ဘယ်အခန်းမှာဘယ်စိတ်ရတင်မယ်ဆိုတော့ကိုယ့်ရဲ့တိုက်တွေပဲပေါ့နော်အဲ့ဒါတွေပြတဲ့ application ရှိပါတယ်တော့ UE လို့တော့ရေးထားတယ်ပေါ့နော် UE ဆိုပြီးတော့ app ပြောင်းထားနာမည်ပြောင်းထားတယ်အမတို့ဆက်စချင်းရောက်တော့က BTS ဆိုတဲ့ app ပါဆိုတော့ကိုကအဲ့ title ပဲတည်ကျင်တဲ့အပိုင်းညာဆိုရင်ဒီ team နဲ့ကနေမကြည့်ချင်ဘူးဒီ mobile app ကနေကြည့်ချင်တယ်ဆိုရင် PR leader ကိုယ့်ရဲ့ PR leader ကိုမေးပါပဲ app ကို download ဆွဲရမလဲပေါ့နော်နောက်ပါပြောစရာရှိသေးလဲဆိုတော့ကokay student card ပေါ့နော် student card ကိုက student card ရသွားပြီဆိုရင် discount တွေရှိပါတယ်တချို့တော့ maybe Adidas တို့ပါတော့ဗောနော် 10% discount or 5% discount လို့ရှိရဲပြီးတော့ subway တွေမှာလည်းအဲ့လိုမျိုး 5% discount ပေါ့နော်food ပဲဖြစ်ပလေစေပေါ့နော်discount တွေရနိုင်ပါတယ်အဲ့တော့ကြောင့်ကိုယ့်ရဲ့ opportunity တွေကိုအဆုံးရှုံးမခံပါနဲ့ကျောင်းသားကရပြီဆိုလို့ရှိရင်ကျောင်းသားတွေအတွက်discount ရှိလာပေါ့နော်အဲ့ဒါအမြဲတမ်းမေးပြီးတော့မှဝယ်ပါ museum တွေဆိုလို့ရှိရင်လည်းကျောင်းသားဒီအတွက်အထူး discount ရှိပါတယ် okay ဆိုတော့ဒါကတော့အမ UE မှာတက်ခဲ့တဲ့အတွေ့အကြုံပဲဖြစ်ပါတယ်ဒီ process လေးကိုနားထောင်ပြီးတော့ဗောနော်ကိုဘာလုပ်ရမလဲကိုကလည်း UE မှာတက်နေပြီ UE ကျောင်းသားတယောက်အနေနဲ့ကိုဘယ်လိုမျိုး process တွေလုပ်ရမလဲဘာတွေဆက်ပြီးတော့မှကိုစီကိုဗောနော်maybe internship ကပဲတော့လာမလဲဘာညာပေါ့အဲ့ဒါတွေနားလဲသဘောပေါက်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ဒီအထိနားထောင်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အမကိုလည်းတကယ်လို့မပေါ့နော်UE အကြောင်းသိချင်တယ်တခုခုအကြောင်းနဲ့ပတ်သက်ပြီးတော့မှသိချင်တာလေးရှိရဲဆိုလို့ရှိရင်လာမေးလို့ရပါတယ်အမကတော့ UE Boston Campus မှာပထမဦးဆုံးပေါ့နော်ဘွဲရတဲ့မြန်မာတယောက်လိုပဲဂုဏ်ယူစွာနဲ့ပြောချင်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် see you bye